ဆုံးဖြတ်ချက်တစ်ခုကလူတစ်ယောက်ရဲ့ဘဝကိုတညတဲ့နဲ့လုံးဝပြောင်းသွားစေခဲ့ပါတယ်။ရွာလေးတစ်ရွာမှာကိုအောင်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကစင်းရဲတယ်။ဒါပေမဲ့ရိုးသားပြီးအလုပ်ကြိုးစားတယ်။မနေ့ဆိုအလုပ်သွားညဆိုပင်ပန်းပြီးအလုပ်ကပြန်လာအိမ်ပြန်ရောက်ရင်မိခင်ရဲ့မျက်နှာကိုကြည့်လိုက်တော့အမောပြေးသွားတယ်။သူ့ရဲ့အိမ်မက်ပန်းထိုင်ကသူ့တစ်ယောက်တည်းအတွက်မဟုတ်ဘူး။မိခင်ကိုချမ်းချမ်းသာသာနဲ့ထားခြင်းနဲ့အရည်ရွယ်ချက်ပဲချစ်တယ်။တညမှာအလုပ်ပြီးလို့အိမ်ပြန်လာရေးလမ်းဘေးတစ်ပင်အောင်မှာထူးဆန်းတဲ့အရာတစ်ခုသူမြင်လိုက်တယ်။အနီနာသွားကြည့်လိုက်တော့အဟောင်းအိတ်လေးတစ်လုံးပိုင်ရှင်မရှိသလိုအလင်းရောင်ကလည်းအနှဲငယ်တောက်ပနေတယ်။ကိုအောင်ဟာပတ်ဝန်းကျင်ကိုလမ်းကြည့်လိုက်တယ်။ဘသူမှမရှိဘူး။လက်တုံတုံနဲ့အိတ်ကိုမြေကြီးကိုကနေကောက်ယူလိုက်တယ်။ဒါဘာဖြစ်မလဲ။ဘသူအိမ်လဲ။နဲ့စိတ်ထဲမှာမဲခွန်းတွေအဆက်မပြတ်မင်းနေမိတယ်။ကိုအောင်ဟာစိတ်အေးအေးထားပြီးတော့အိတ်ကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကိုအောင်မြင်လိုက်ရတဲ့အရာကဘာဖြစ်မလဲ။အပိုင်းစစ်ကြည့်ရန် like and subscribe လုပ်ထားလိုက်ပါနော်